မိမဖြစ်သူကပလဲတွေထွေးထုတ်နိုင်တာကိုတွေးလိုက်ရချိန်မှာယောက်ျားဖြစ်သူကတော့အံ့ဩမြင်တက်သွားခဲ့ရပါတယ်။အဲ့ခန်းထဲမှာလည်းပလဲတွေကတောင်းလို့ပုံနေတာပေါ့။ဒါတွေကိုရောင်းပြီးတတိဖြစ်တော့မယ်လို့သူအိမ်မက်ရောက်နေတော့မှပဲမိမဖြစ်သူရဲ့ပါစက်ထဲကနေကြောက်စရာကောင်းတဲ့အဆွဲတွေကိုမြင်လိုက်ရတဲ့အခါမှာတော့တတိဖြစ်မဲ့အိမ်မက်တွေပျောက်ပြက်ပြီးတုံးလုံးချောက်ချသွားပါတော့တယ်။တကယ်တော့သူမိမမှာဒီလိုထူးဆန်းတဲ့စွမ်းအားရှိတာကိုသူအစကတည်းကမသိခဲ့ပါဘူး။တနေ့မှာတော့သူလွတ်လွတ်နေတော့မိမဖြစ်သူကကင်မရာထဲကိုမတော်တဆဝင်လာမိခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲပယောဂဆရာမဆုံးမတယောက်က live ထဲမှာချိတ်ဆက်လာပြီးသူမိမကရိုးရိုးလူမဟုတ်ပဲပင်လယ်ထဲကလာတဲ့တတဝဖြစ်နေတယ်လို့တတိပေးပါတော့တယ်။အဲ့ဒီမိမကဝတ်စားစင်ရင်ပုံထူးဆန်းနေတာကြောင့်လူလိမ်လို့ပဲသူထင်ခဲ့တာပါ။ဒါပေမဲ့မိမကရေရမ်းတောက်တာမဟုတ်လားလို့အဲ့ဒီမိမကပြောလိုက်တဲ့အခါမှာတော့သူခိတ္တမြဆုံးသွားခဲ့ပါတယ်။အဲ့ဒီဆုံးမကဆက်ပြောတာကတော့ရေထဲမှာသူ့မိမအတွက်လိုအပ်တဲ့တက်တူတစ်မျိုးပါဝင်နေတာကြောင့်သူ့မိမကရေကိုအလွန်မင်းတောက်ရုံတင်မကပဲတနေ့ကိုရေချိုးခန်းထဲမှာအချိန်ကြာကြီးနေတတ်တာဖြစ်တယ်လို့ဆိုပါတယ်။ယောက်ျားဖြစ်သူကိုမိမရေချိုးနေတော့သွားစစ်ဆေးကြည့်ဖို့သူကအကြံပေးခဲ့ပေမဲ့ယောက်ျားဖြစ်သူကတော့ဒါကိုနားမယောင်ပဲဆဲဆိုပြီးငွေကိုပိတ်လိုက်ပါတယ်။ဒါပေမဲ့သူမိမစီကိုတွားလိုက်တဲ့အခါမှာတော့မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်ကျမ်းပြင်ပေါ်ကိုလဲကျသွားပါတော့တယ်။ရေချိုးခန်းတစ်ခုလုံးမှာစိမ့်ပုတ်ပုတ်အရည်တွေနဲ့အတူပင်လယ်တွေကလူကြီးဆိုးဆိုးအနှံ့တွေနန်းဟောင်းနေတာပါမိမဖြစ်သူကတော့ဒါတွေကရှားဆောင်လက်ပတ်ကျဲတွေပါလို့ချက်ချင်းစင်ကြည့်ပေးပါတယ်။ရှားဆောင်လက်ပတ်ကဘာလို့ပင်လယ်ညီနဲ့နေရတာလဲလို့သူတန်တရားဝင်နေတော့မှပဲမိမကကျဲတွေတက်တန်းကုန်နေလို့နေမှာပါလို့ပြန်ပြောပါတယ်။သူဝေခွဲမရဖြစ်နေတော့မှပဲကြည့်ရှုသူတယောက်ကသူ့စီကိုတီနေရာတစ်ခုပေးပို့လာပြီးပကူညီလိုရင်လာခဲ့ဖို့ပြောပါတယ်။နောက်နေ့မှာတော့သူအဲ့ဒီနေရာကိုသွားတဲ့အခါခရုခုံပုံစံအလှဆင်ပစ္စည်းတွေကိုတွေ့လိုက်ရပါတယ်။အဲ့ဒီကလူကသူ့စီကနေပင်လယ်ညီနဲ့ရနေတာကြောင့်သူ့မိမဟာပင်လယ်တတဝါဖြစ်တာတေချာတယ်လို့ထပ်ပြောပါတယ်။အဲ့ဒီလူကပဲယောက်ျားဖြစ်သူကိုမင်းမိမနဲ့တခါမှအတူမအိပ်ဘူးမဟုတ်လားလို့မေးလိုက်တဲ့အခါသူ့ဆုံသွားပြန်ပါတယ်။သူကလူမဟုတ်တာ။မင်းနဲ့ဘယ်လိုလုပ်အတူအိတ်နိုင်မှာလဲလို့အဲ့ဒီလူကရှင်းပြပါတယ်။ပြီးတော့သူ့ကိုအထုပ်တစ်ထုပ်ပေးပြီးဒါကိုမိမရဲ့ကိုယ်ပေါ်မှာပို့လိုက်ပါသူကလူဆိုရင်ဘာမှမဖြစ်ပေမဲ့လူမဟုတ်ရင်တော့သူ့ရဲ့တကယ်ပုံစံပေါ်လာလိမ့်မယ်လို့ပြောလိုက်ပါတယ်သူအိမ်ကိုအမြန်ပြန်ပြေးလာတဲ့အခါမှာတော့မိမဖြစ်သူက Crystal Ball တစ်လုံးကိုကင်ထားပြီးရေချိုးကန်ထဲမှာလည်းပလဲတွေအပြည့်နဲ့သူ့ကိုစောင့်နေပါတယ်မိမကတော့ဒါတွေဟာ live မှာသုံးဖို့အတွက်ကြားကွက် props တွေပါလို့အယုံသွင်းပြန်ပါတယ်သူ့စိတ်ထဲမှာကျေးဇူးတင်တယ်လို့ဖြစ်သွားပေမဲ့အကုန်လုံးကိုတော့မယုံသေးပါဘူးသူကလက်ထဲမှာအဲ့ဒီဆေးတွေထုတ်ထားပြီးမိမမသိအောင်လက်ကိုပို့လိုက်ပါတယ်ခဏကြာမှတော့မိမဖြစ်သူကတကူလုံးနာကျင်လာပြီးသူ့ကိုဆေးတော်ဝယ်ပေးဖို့ခိုင်းပါတော့တယ်သူအပြင်ထွက်သွားတဲ့အချိန်မှာတော့မိမဖြစ်သူကပါစက်ထဲကနေပလဲတွေအဆက်မပြတ်ထွေးထုတ်နေပါတော့တယ်သူအပြင်ကိုထွက်လိုက်တဲ့အခါမှာတော့သူ့ကိုဆေးပေးလိုက်တဲ့လူနဲ့လမ်းမှာဆုံပါတယ်မင်းကကိုဘာတွေပေးလိုက်တာလဲငါမိမအရန်နာကျင်နေပြီလို့ဒေါသတကြီးမေးတဲ့အခါမှာတော့အဲ့ဒီလူကဒါစားတွေလေးလို့အေးဆေးဆေးပြန်ပြောပါတယ်သူနမ်းကြည့်လိုက်တော့တကယ်ပဲစားတွေဖြစ်နေပါတယ်မင်းမိမကသူ့ရဲ့တကယ်ပုံစံကိုမင်းမမြင်အောင်မင်းကိုလှည့်စားပြီးအပြင်လွတ်လိုက်တာလို့ပြောလိုက်တာနဲ့သူ့အပေါ်ထက်ကိုအမြန်ပြေးတက်သွားပါတော့တယ်အခန်းတကားကိုတုံးဖွင့်လိုက်တဲ့အချိန်မှာတော့သူ့မျက်စိရှိကမြင်ကွင်းကြောင့်သူတေလူမတက်ကြောက်လန့်သွားပါတော့တယ်ဗီဒီယိုလေးကိုကြိုက်နေတဲ့ရင် follow လေးလုပ်ခဲ့ပေးပါဗျာအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်ခင်ဗျာ